တိတ်ဆိတ်နေသောခန်းလေးရဲ့အိယာလေးပေါ်၌အတွင်းများစွာနဲ့ရှုပ်ထွေးနေပြီးအိမ်မပြုံဖြစ်နေတဲ့အချိန်များစွာကိုအန်တူနေလျက်ဒီဘက်ကလူငယ်တွေအသက်ရွယ်နေမလိုက်အောင်စိတ်ညစ်စရာတွေဒေါသထွက်စရာတွေအစာရှိသည့်မကောင်းတဲ့စိတ်ညစ်ခြင်းများတက်ဆိုင်များကလူငယ်တွေပေါ်တစားနေတစားစိတ်ဝင်နေလျက်ဖေရှားနိုင်မှုနီလန်းတွေရှိပြီမဲ့လို့လူငယ်တွေရဲ့စိတ်တော်သဘာဝကဒီစိတ်ကိုကင်းလို့စေပြီးမကောင်းသောဝိရစေတတ်သည့်အရာများကိုသာပြီးဝဲတတ်ကြပါတယ်ဒီဗီဒီယိုလေးမှာမကောင်းတဲ့စိတ်ညစ်ခြင်းများဖေရှားပေးပြီးအိမ်မပြောဖြစ်စေသောစိတ်ရှုပ်ထွေးမှုများမကောင်းတဲ့အပြုအမူများကိုအတတ်နိုင်ဆုံးဖေရှားပေးပြီးကလေးလေးတယောက်လိုအိမ်ပြောသွားစေရန်ကူညီပေးပါမယ်အချိန်ခဏလောက်ပြီးကြည့်ပါတင်းအတွက်အကျိုးရှိနေမှာပါတချို့ကအိမ်မပြောလို့ဆိုပြီးအိပ်ပျော်အောင်ထွက်ပေါက်အနေနဲ့ရက်ပီယာများမူရစေတတ်တဲ့အရာများကိုသာတောက်တုံးတတ်ကြပါတယ်ဒီလိုသုံးဆခြင်းကမိမိရဲ့ခန္ဓာကိုယ်အတွက်ဆိုးကျိုးများခံစားရပါလိမ့်မယ်သိမပူပါနဲ့အိပ်ပျော်ခြင်းနေပယ်တဲ့သို့ရောက်သွားအောင်တစ်စင်းနဲ့တစ်စင်းကူညီပေးပါမယ်အသက်မြင့်ထားတဲ့တင်းရဲ့အိယာလေးကစိတ်ကောလူကောအနာပေးဖို့လုံလောက်တဲ့စွမ်းရည်လေးတစ်ခုဟာတည်ရှိနေပါတယ်လဲလျောင်းလိုက်ပါအေးချမ်းသွားစေတယ်တင်းရဲ့ကြောပြင်းတစ်ခုလုံး၌လူညံ့ညင်သာသောခံစားမှုမျိုးကိုခံစားကြည့်ပါတင်းရဲ့မျက်ဝန်းများကိုပြင်းညံ့စွာမိလိုက်တဲ့အချိန်မှာတော့မျက်ဝန်းရဲ့နောက်ဘက်မှာမှောင်မဲနေသောတိုင်းစားမရှိတဲ့မောင်လူလေးတစ်ခုကိုခံစားရပါလိမ့်မယ်တင်းရဲ့အခန်းလေးဟာဘေးကင်းလုံခြုံပြီးတိတ်ဆိတ်နေလျက်ပါဒီအချိန်မှာဘယ်သူကမှနောက်ရှက်ခြင်းမရှိပဲတင်းရဲ့မကောင်းတဲ့စိတ်အတွေးများကိုတင်းရဲ့စိတ်ထဲသို့ရောက်မလာအောင်လူညံ့ညင်သားတဲ့တန်စင်လေးကအစားထိုးဝင်ရောက်နေခြင်းကိုတတိထားပြီးနားဆင်ကြည့်လိုက်ပါထိုချိန်လေးမှာတင်းရဲ့စိတ်ကိုတည်ငြိမ်အေးချမ်းသွားပါစေလိမ့်မယ်။တင်းရဲ့မျက်ဝန်းရဲ့နောက်ွယ်အမောင်လူထဲမှာတော့လူညံ့ညင်သားတဲ့ရောင်စုံတန်းစင်လေးတွေကတဖြည်းဖြည်းနဲ့ကခုံဝင်ရောက်စီးဆင်းနေမှုကိုတတိလေးထားကြည့်ပါ။တင်းရဲ့မကောင်းတဲ့အတွေးမြင်တွေရဲ့နေရာသို့အစားထိုးဝင်ရောက်နေပြီးထိုချိန်လေးမှာတင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာတည်ငြိမ်နေတဲ့အေးချမ်းမှုမျိုးကိုခံစားနေရင်တင်းစေရဲ့မလိုလားအပ်သောအစိတ်တော်များဒေါသများစိုးရင်ပူပန်တောကများကိုဖယ်ရှားပေးနေပါလိမ့်မယ်စိတ်ကိုလျှော့ထားပေးပြီးခန္ဓာကိုယ်ကိုလည်းလျှော့ထားပေးပါတင်းရဲ့စိတ်ကြည်လင်လာတာနဲ့အမျှခန္ဓာကိုယ်ရဲ့အိမ်မပြောဖြစ်စေတဲ့တောင့်တင်းညောင်းညာနေမှုများဟာပြေလျော့လာပြီးတင်းရဲ့အရာလေးတွေချင်းချင်းစွာနစ်မြုပ်နေပြီခေါင်းကနေခြေပြားထိတင်းရဲ့ခန္ဓာကိုယ်ပေါ်တစ်ခုလုံးသို့တန်စင်လေးတွေကကလေးတယောက်ကဲ့သို့ကခုန်နေပြီးထိုကဲ့သို့ကခုန်နေရင်ကညင်သာစွာထိတွေ့နေပြီးထိုညင်သာမှုတိုင်း၌အေးချမ်းမှုတွေတည်ငြိမ်မှုတွေဟာအစင်မပြတ်ရိုက်ခတ်နေလျက်တင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးတည်ငြိမ်သွားစေပါတယ်ခွင့်ပြုပေးပါလက်ခံပေးပါတင်းရဲ့စိတ်ထဲကနေတန်စင်တွေကခုန်ခြင်းနဲ့အတူနှင်မျောသွားပါစေထိုချိန်လေးမှာတင်းရဲ့ခန်းလေးထဲမှာရှိတဲ့ပယနံလေးဟာတင်းပြန့်စေပြီးတင်းရဲ့စိတ်ကိုကြည်လင်အေးချမ်းစေပါတယ်။ခုညာချမ်းလေးဟာတန်စင်လေးတွေကတင်းကိုပေါ်ပြူနေပြီးမကောင်းတဲ့ဝေးစေတတ်သောအရာများကိုမိဝဲခြင်းမှာကင်းလွတ်စေပြီးခန္ဓာကိုယ်အတွက်လုံလောက်တဲ့စွမ်းရည်များခွန်အားများပေးစွမ်းနေပြီးတင်းရဲ့မနှက်ဖြန်တိုင်းအတွက်ကောင်းမွန်သောစိတ်နှလုံးကိုပိုင်ဆိုင်စေကအတွေ့များစွာရုပ်ထွေးနေခြင်းများဒေါသများတောကများကင်းလွတ်စေပြီးအရာဝင်တိုင်းမှာစိတ်နှလုံးအေးချမ်းစွာခန္ဓာကိုယ်အေးချမ်းမှုများရရှိစေပြီးကလေးတယောက်လိုအတွေ့များတောကများလည်းမရှိပဲအိပ်ပျော်သွားပါစေတဖြည်းဖြည်းနဲ့တန်စင်လေးတွေကခုန်နေခြင်းကငြိမ်သက်လာပြီး
တင်ဟာနှိမ့်နှိမ့်ချိုက်ချိုက်နဲ့အိပ်ပျော်သွားပြီပဲဖြစ်ပါတယ်။